ဒီဘွဲကြောင့်မလွယ်ဘူးပြဘလို့လွယ်ဘူးငါဘက်ကမီးရအစ်မနေအောင်တော့ကျွန်တော်အကြိုက်တွေထွက်ထားတယ်နော်ကလောက်ကလည်းဂျာကြီးတော့တိုးမယ်တော့မထင်ဘူးပေါ့နော်ဒါပေမဲ့အကောင်းဆုံးဆိုကြည့်ပါနော် Okay let's go ကျွန်တော်ဒီများလိုမျိုး game တော့ဒါကြီးတော့ကျွမ်းကျင်မစော့တတ်ဘူး Okay ဒါပေမဲ့အကောင်းဆုံးစော့ပါမယ်Smart bench နဲ့ထွက်လာOkay အားလုံးပဲမင်္ဂလာပါဗျာ Okay စအောင်ကလောက်ကမန်နာပြန်ဖြစ်သွားလားကလောက်မကိုင်နဲ့ကြာပြီနော်မက်ကလောက်ကမန်နာပြန်ပါလာလားဒီပါကွာကိန်းမစော့ရာကြောင်ဘာမှမသိတော့ဘူးโอเคဒီရတော့ကျွန်တော်တက်ပြစ်မှာလို့ဖြစ်နေပြန်တယ်မီးရတိုက်ကြရမပေါဘူးနော်အစီတော့ကျွန်တော်ဖိလို့ရပါတယ်ကလောက်ကအမှန်တိုင်းဆိုရင်ကျွန်တော်မန်တန်တဲမပါတော့ဘူးလားဟိုးစီးပန်းတကယ်လို့ပြသွားနော်သူပြောင်းတော့ကျွန်တော်ပြောနေတာမဟုတ်ဘူးနော်ဒါပေမဲ့မှန်တိုင်းရရင်ကျွန်တော် smart band နဲ့မစော့တယ် Twitter နဲ့စော့တယ်ဒီပါဒီရလေးထင်းရလွယ်တယ်လို့ပဲနော်မင်းရတော့အိမ်ပြန်မှာပေါ့ထင်းတာပြောပါမားသွားပြီကျွန်တော်မနိုင်လို့ဟာရပွဲ10မိနစ်2မိနစ်တောင်မပြည့်သေးဘူးဘယ်လိုဖြစ်တာတော့နောက်နေရလားခဲဒီလိုဖြစ်သွားလားနောက်ပြီနော်စေးပါတမဖုန်းမပွင့်သေးဘူးဟဲ့ဟောနဲ့ဟဲ့ငါသိမှလားဘလို့ရောနောက်နေလို့လို့ပတဲ့လူဆိုင်လားကြောင်ဟောမမဲဆိုင်နေကျွန်တော်တောင်းပါပါဒူရင်ပါနဖတ်မဆိုင်ကလေးနဲ့သွားပြီခေပါအိုင်ဒန်လေးထွန်းအောင်စမ်းကြည့်လိုက်မှာ brother ကျွန်တော်ကလောက်ကကိုင်ရနေကြပါရောနော် nice ဘလူးရင်ကျွန်တော်ကခေါ်လာဘွေးရလာကလေးစောနာမယ်နော် okay မီးရလာမောတော့ကျွန်တော်မီးရဒီဘက်ကိုအဲ့ဒါမျိုးကျွန်တော်အစီအလေးလာနော်ကျွန်တော်မန်နိုင်ရဲ့စောင်းရန်ကုန်နေတော့မဟုတ်သေးပါဘူးဒီရသွားတော့မလီးရဘူးလားမှန်တမ်းကြရင်ရဒီပါဒီပွဲတော့ရှုံးမှာဘယ်လိုပဲဆိုရှုံးမှာပါနော်ဟုတ်တယ်ဟိုကမပြောမမိတ်ကဗမာလေးဝင်လာဖြိုးတယ်ဘာစကင်းရ free ရကြပါရင်တော့ဒီစကင်ရရင်စကီးတော့ရှိမှာသူရင်ပန်းဖမ်းမဆိုင်ကလေးနဲ့အလေရှင်းဆိုပြမှာပေါ့နော်သူမှမရှိတော့မှဆိုလို့အတင်းကိုပြပါရှင်းဆိုပြတဲ့ထက်သူမှပြုံးနေထိုင်ကြည့်ရသဘောကျဘူးမီးရောက်တိုင်းလေးပြကြည့်လိုက်မီးရောက်ဘယ်လိုလာမလို့မသိဘူးနော်ဟောဗမာလူကျွန်တော်ဒီမှာသိရကျွန်တော်သိရကျွန်တော်သိရနဲ့ဘယ်လိုဒီမှာအောင်သိရလဲကျွန်တော်မဟုတ်ရဂိမ်းကပြောင်းသွားလားလို့
ပါကျွန်တော်ရဲ့ပထမဦးဆုံးပွဲလေးကိုတော့ကလောက်ပဲကင်ထားပါတယ်ရှုံးတော့ရှုံးမယ်တင်တာပဲโอเคကျွန်တော်ပေါ်လင်းရကျွန်တော်တာတယ်အဲ့တော့ကျွန်တော်3500ဘယ်လိုလိုက်မလဲအဲ့လိုဖမ်းမိဘူးပလန်မွန်အဲ့တော့ရပါကျွန်တော်တာဝါ9အောင်နော်6စက္ကန့်တွင် legendary ဆွဲဝါကြီး4မိနစ်နဲ့ legendary ဆိုရှိလို့ဒီပါပိုင်းကွာဘာလို့တော့ဒီပါကျွန်တော်တို့ဒီဘွေးယူနိုင်မယ်လို့မထင်ဘူးပေါ်လင်းတော့ဗျာသူတက်တည်းလှုပ်လောက်လားလှုပ်မှာပါမလှုပ်ဘဲတော့မနေပါဘူးနော်ဖက်တော့မစသေးဘူးဗျာတက်တည်းလေးရလို့ရင်လားလူလာမနော်မေးတားနောက်လိုက်နေတယ်အမီကျူးကျော်နေရပြီကြောက်ကျူးကျော်လာပြီရော့ရှိဘူးဗျာနော်ဘယ်ချုံထောက်နော်မရှိဘလို့ရော့ဒါမဲ့ဒီရင်ပေးလိုက်မယ်နဲ့ share လောက်လေโอเคပါမီယာဘယ်လောက်ရောက်သွားပြီမီယာရဲ့နုဖက်နာနော်မီယာမကိုင်တော့ဘူးနဲ့အမေကြီးကျွန်တော်တို့မားပြီနေလူပဲအဲ့ဘလူးကြီးတော့အားရောင်အိမ်ပြန်မဲ့ထင်နေလားပြန်ဦးကျွန်တော်အိမ်မပြန်ဘူးလို့ပြောနေတော့ဟာအားရောင်မဟုတ်တော့ဘူးအားရောင်မဟုတ်တော့ဘူးဒီကောင်ကြီးကငေါ့တင်းပြဲနေရောကပ်ပါပဲဒီရောရကောစီနိုယူအပ်စီโอเคပါဆောင်းကြနော်ကြိုက်တူရင်ပါနပမဆိုင်ကလေးနဲ့မဟုတ်ကြကလေးနဲ့ကျွန်တော်စော့နေရလားဒါမှမဟုတ်မွေးကင်းစားကလေးကြီးလားရှုံးပြီးရောမယ်ဂိမ်းမစော့တော့ဘူးဗျာမိုင်းလက်ပဲကိုင်းအောင်မယ်ဂိမ်းစော့ရရင်လောင်လို့မလက်ပဲကိုင်းပြီးတော့ထိုက်ခိုက်ရေးမာနီအစ်မားလေးကညံ့နေဒါပေမဲ့ဘက်ကဘလက်မောကကောင်းတာတော့ကောင်းတာလားဆိုဘလက်မောမကောင်းအိုင်ဒန်ထွက်လာရေးလေဒါကြီးချမ်းနေတယ်မှာတော့မပါဘူးပေါ့နော်ဒါပေမဲ့ကိုတင်းကညံ့နေရရေတော့စိုးတယ်ကွာလီးတယ်မှာပဲကြည့်ဝိုင်းကြလို့လို့မစော့ကျင်တာမဟုတ်ဘူးနော်စိတ်ပြက်တယ်လည်းမှာပါသွားတာပေါ့ဖုန်းကလည်းရင်းနေကြောလိုင်းရအတိရတယ်73ဖုန်းကမထိဘူးဖုန်းကစော့ရပါကျွန်တော်တီတာတွေရောရအောင်ယူလိုက်မယ်ဗျာနော်ဒီမှာဝိုင်းပြင်းတာဓာမထုတ်ဘူးပိုင်းနေကောင်ကပြီးမှဓာထုတ်တယ်ရအောင်ထုတ်သေးပါဘူးကွာမြို့ရမော်လည်းမဟုတ်သေးပါဘူးကွာအားရောဘလူးရမမလူးကြီးလိုက်တော့နေအောင်တီးလို့ရနော်တီးလို့ရတော့ဘာမဟုတ်ဘူးမော်တီးလို့ရရဲ့ကျွန်တော်တာဝါရေးဆိုတော့တာဝါမရှိမရဘူး Ismail အတိုင်းလုပ်လို့မရဘူးလေ Ismail ကိုပြမယ် Ismail တီးလေးပြတေးရော Ismail ခြေချမ်းတာနော်ပြတာပြ Ismail ပြတာနောက်မှအသာထားနော်မင်းဟောနဲ့ပြင်းမတက်လာမိကျော်ပြီးနေတော့ဘယ်လိုဖြစ်အောင်လိုင်းကြနေတာမင်းလိုင်းကြတာမဟုတ်ဘူးတကယ်တီးပြနေစီပနာလေးအုပ်လိုက်ရောကွာနိုင် bro တကယ်ကောင်းတယ်ကျွန်တော်အော်လိုင်းကောင်တွေပြင်းလို့ရရနော်မဟုတ်တော့ဘူးကွာမင်းမဟုတ်တော့ကြည့်ဦးတော့98107 ဟာကဲမတိအောင်ဆော့မှာမဟုတ်လားမွိုင်းနေကြတိအောင်ဆော့ရဟိုလိုပြောချင်တာတော့တခုတော့ရှိတယ်မွိုင်းနေကြကိုဖျက်လိုက်ပါခေါင်းဆုံးကတော့မဆော့ပါဘူးနဲ့အခုဖျက်တဲ့သူက2ယောက်ပေါ့နော်18ပလက်တဲ့ဂျန်အားရနာမည်ကတော့ဂျန်နေနာမည်ဂျန်တော့လူကခွန်းโอเคပါဂျန်မယ်နော်ကလောင်းနဲ့ဘလောက်ထိလို့ပေးနိုင်မလဲဆိုတာလေးပြမယ်ဒါကျွန်တော်မင်းရဲ့အဆင့်ထဲမှာမပေါဘူးနော်ကျွန်တော်ဆော့ပေါ်လို့
ဒီဘောကဘာမှမလုပ်ပေးနိုင်ဘူးဗျာကိုမလုပ်ပေးနိုင်တာတော့မဟုတ်ဘူးတီးလို့ရတဲ့အနေတိုင်းမှာကျွန်တော်ကဝင်ပြီးတီးမှာပဲကျွန်တော်ပေးရောပေးနေဘိုက်ပေးနေအောင်မသိဘူး ဘလို့ရုံတိုက်ကလေးအဲ့တော့ဒမ်းမိပါမဟုတ်သေးပါဘူးကွာငါစစ်ပြပါကွာကောင်းလေတကယ်ကောင်းတယ် enemy ဘက်ကစီမတော့ဘီပါနော်ဘရာသာစဉ်းစားကြည့်လိုက်တော့ဗျာဒါဒီကောင်းလေးအကုန်လုံးမိုက်တေးရောက်ထားတဲ့သူကြီးပဲမိုက်တေးမာတော့ဒီလောက်စကီးဆိုရင်တော့မိုတိုးပေါ့နော်မိုတိုးပဲပြောမလားဂိမ်းကိုဖန်တီးလိုက်တဲ့သူပေါ့နော်အခုလက်ရှိကဂိမ်းကတော့ကျွန်တော်တို့အရင်ကမိုတိုးမဟုတ်လို့ပေါ့နော်ဂိမ်းကအပြောင်းလဲလေးဖြစ်သွားတယ်ခုနောက်ပိုင်းဂိမ်းရဲ့အပြောင်းလဲရတော့အရင်တိုင်းပါပဲဒါကြီးတော့ပြောင်းလဲပါဘူးနော်ဒါပေမဲ့ပြောင်းလဲတော့တော်လိုက်ရင်တွေ့ရတယ်ပြောင်းလဲသွားတယ်ဗတ်ဆိုင်ရနိုင်ပဲအဆင်မပြေတော့ဘူးနော်ဒီချုံထဲမှာရှိရယ်လော့ဂိမ်းနေတာမကေးဘူးမီးရတရားလုံးပါအောင်နော်ရော့ယူလိုက်မယ်နော်โอเคနှစ်ချက်လောက်ပြလိုက်မယ်ဟိုလော့ဂိမ်းအောင်လုပ်ပြလိုက်မယ်ရော့အားရအောင်မရဘူးလော့ဂိမ်းနေဘူးလေးလက်အဲ့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 ဘူးလေးလက်အားရငါပါပြပြီငါပြပြီမင်းတော့မဟုတ်တော့ဘူးကွာမပြန်တော့စစ်ပြီအားရမောင်မပြန်လို့ချစ်တာလေမောင်ဘလောက်ထိချမာလေချမာတမလာရင်ရောတလုံးမရှိပမလားရှောင်းတော့မပေးဘူးရတော့ယောက်ျားရွယ်ရှုံးနေဒီနိုင်နောက်ဆုံးအချိန်ဒီတိုက်ပွဲဝင်သွားမှာပါလေโอเคဟာညီကိုဒီလိုလေးဆိုမှကျွန်တော်ဘက်က15လေးရောက်ငါအခုမှ17လေးရောက်စောက်ရက်ကိုပြီးရမှာကြည့်နေကလောက်ကိုပြပုံပြနီးလေးပြမကြည့်လိုက်ပြပုံပြနီးလေးပြပါမကြည့်လိုက်ကလောက် damage ကမပါဘူးပေါ့နော်တော့ဖွဲ့လုံးတက်လာနေတိုင်းမှာကျွန်တော်small damage နဲ့တော့ထိရောပြီလေဒါပေမဲ့တော့မပြန်မရဘူးဒီတော့တေးကြမှာတော့တရားနဲ့ရော့ okay ဆက်ရောက်တော့ရင်ဟာဒါမှမလုပ်နိုင်ဘူးကျွန်တော်ဝန်တော်လေးပြီးနေအောင်လာတော့မသိဘူးကျွန်တော်လည်းစောက်ဖို့ပေါ့နော်ဘက်ကလည်းကျွန်တော်ပြီးဖို့တက်လိုက်ကျွန်တော်ဆောက်ရမိုက်တဲ့ game ပဲဖြစ်ပါတယ် mobile legend game စော်နည်းကိုဘယ်သူကြိုက်ကြလဲကြိုက်ရလို့အဲ့ဒါတဲပြီးသွားမအောင်လို့လည်းပြောချင်ပါတယ်ကျွန်တော်တော့ငွေပေါ့နော်0.7 okay ပါ3.0 နဲ့ 3.1 အကုန်စီကောင်းလုံးလာတဲ့ game ပဲဖြစ်ပါတယ်ဒီလိုကောင်းတွေကိုမိုက်တဲ့ဘလူးများတင်ပြလိုက်တာလေမိုတိုးရကျွန်တော်ဒီနေ့တော့လောက်ပါပဲစိတ်ပြတ်သွားရတယ်မှာပါပေါ့နော်